ဒီတစ်ပတ်တော့အများပြည်သူဘုဒ္ဓလုံငါရင်တိုင်းမှုအကြောင်းဒီကောင်းစရာများအနေဖြင့်ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်တရားဥပဒေမှာရင်တိုင်းမှုနဲ့ပတ်သက်ပြီးတော့အမှုတွေရင်ဆိုင်ဖြေရှင်းရတဲ့ပုံမှန်၄ခုရှိပါတယ်ရာဇသကြီးပုံမှန်209ရာဇသကြီးပုံမှန်339ရာဇသကြီးပုံမှန်338ရာဇသကြီးပုံမှန်304ကာကြီးဆိုပြီးတော့ပုံမှန်၄မျိုးနဲ့ရင်ဆိုင်ဖြေရှင်းနေရတာကိုကျွန်တော်တွေ့ရှိရပါတယ်ရာဇကြီးပုံမှန်209ကဘာပြောလဲဆိုတော့မည်သူမဆိုလူအသက်အန္တရာယ်ဖြစ်လောက်အောင်နောက်နှစ်ကသူတစ်ပါးကိုနာကျင်စေတန်ရာလောက်အောင်တိုဒီမို့နစ်နာစေလောက်အောင်အယမ်းဖြစ်စေပေါ်ရစွာဖြစ်စေရင်ကိုမောင်းမယ်သို့မဟုတ်စီးမယ်ဆိုရင်အဲ့လူကို2နှစ်ထိထောင်ဒဏ်ဖြစ်စေ1000ထိငွေဒဏ်ဖြစ်စေဒဏ်200လုံးဖြစ်စေချမှတ်ရမယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်ရင်ဆိုတဲ့နေရာမှာစပီးဆိုင်ကယ်စိုက်တွဲအိုးဝေကားစသည်တို့အကျုံးဝင်ပါတယ်ဒါကြောင့်မလို့ဒါကတော့တာမန်ရှင်တိုက်မှုပဲဖြစ်ပါတယ်လူအသက်အန္တရာယ်သို့မဟုတ်လူထိခိုက်မှုမရှိဘူးရိုးရင်တိုက်မှုဖြစ်မယ်ဆိုရင်တော့ရာဇကြီးပုံမှန်209ရာဒါရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ရာဇကြီးပုံမှန်339အဲ့ဒါကတော့ရင်တိုက်မှုကြောင့်အဲ့လူမှာတာမန်နာကျင်စေမှုတွေဖြစ်ပေါ်ခဲ့တယ်အဲ့လိုထိခိုက်ဒဏ်ရာရတယ်ဒါပေမဲ့တာမန်နာကျင်စေမှုဖြစ်ပေါ်ခဲ့တယ်အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ရာဇကြီးပုံမှန်339ရာထောင်ဒဏ်ဘယ်လောက်ချမှတ်နိုင်လဲဆိုတော့အဲ့လူကိုထောင်ဒဏ်2နှစ်ထိဖြစ်စေငွေဒဏ်1000ထိဖြစ်စေဒဏ်200လုံးဖြစ်စေချမှတ်ရမယ်ဆိုပြီးတော့ရာဇကြီးပုံမှန်339မှာပြဋ္ဌာန်းထားပါတယ်နောက်တစ်ခုကရာဇကြီးပုံမှန်338ဒါကတော့ရှင်တိုင်းမှုကြောင့်အပြင်းထန်နာကျင်စေမှုဖြစ်ပေါ်ခဲ့တယ်အဲ့လိုရင်တိုင်းမှုကြောင့်အပြင်းထန်နာကျင်စေမှုဖြစ်မယ်ဆိုရင်အဲ့လူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်ဆိုပြီးတော့ရာဇကြီးပုံမှန်338မှာပြဋ္ဌာန်းထားပါတယ်ဒါကြောင့်မလို့အဲ့လိုအပြင်းထန်နာကျင်စေမှုနဲ့ပုံမှန်338နဲ့ဒါဆွဲချက်တင်ခံရပြီဆိုရင်တော့အဲ့လူကိုမဖြစ်မနေဒါပြစ်မှုထင်ရှားတယ်ဆိုရင်တော့ထောင်ဒဏ်ချမှတ်ရမယ်ဆိုပြီးတော့ဥပဒေကပြဋ္ဌာန်းထားပါတယ်နောက်တစ်ခုကရာဇကြီးပုံမှန်304ကာကြီးပေါ်ရော့ခြင်းကြောင့်လူသေမှုညီသူမဆိုတဲ့အရန်ပြုလုပ်မှုသို့မဟုတ်ပေါ်ရော့သောပြုလုပ်မှုကြောင့်လူကိုသေစေလင်အဲ့လူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်ဒါပေမဲ့ချင်းချက်ရှိပါတယ်အဲ့ဒီပုံမှန်304ကာကြီးမှာသေစေတန်ရာဒီကိုတိရရက်နဲ့ပြုမယ်ဆိုရင်10နှစ်ထိထောင်ဒဏ်ချမှတ်ရမယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်ဒါအများပြည်သူနားလည်သဘောပေါက်တယ်လို့ရှုံကြည်ပါတယ်ပုံမှန်ကတော့အချင်းချုပ်ပြန်ပြီးတော့ပြောပြမယ်ဆိုရင်တော့ရေလက်မှုနဲ့ပတ်သက်ပြီးတော့ပုံမှန်209ကဒါရင်ချင်းတိုက်တဲ့လူအသက်တွေရဲ့နာကျင်စေမှုတွေမဖြစ်ပေါ်နဲ့ရင်ပဲပျက်စီးရဆိုရင်တော့ပုံမှန်209မြောက်ပါတယ်ဒါရင်တိုက်မှုကြောင့်တာမန်နာကျင်စေမှုဖြစ်မယ်ဆိုရင်တော့ပုံမှန်339မြောက်ပါတယ်ရင်တိုက်မှုကြောင့်အပြင်းထန်နာကျင်စေမှုတွေဖြစ်ပေါ်မယ်ဆိုရင်တော့ပုံမှန်338မြောက်ပါတယ်ရင်တိုက်မှုကြောင့်လူကိုသေစေမယ်ဆိုရင်တော့ပုံမှန်304ကာကြီးနဲ့ဒါဆွဲချက်တင်ခံရနိုင်ပါတယ်အဲ့ဒီပုံမှန်ရင်းနဲ့ကိုဆွဲချက်တင်တဲ့အခါမှာရင်တိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဆွဆွဲခံရသူကဒါအပြစ်မရှိကြောင်းဖြေရှင်းရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်